ကဲကျွန်တော်ရဲ့မိတ်ဆွေညီကိုမောင်နှမများရောက်တိုင်းဒီကနေ့ကျွန်တော်တို့အတူတကွဆွေးနွေးတိုင်ပင်သွားခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ရဲ့မြန်မာဖိုက်တာမြန်မာဂုံဆောင်တော်မဲ့ဖိုက်တာလေးတယောက်အကြောင်းပဲဖြစ်ပါတယ်သူ့နာမည်ကတော့ဗညဆိုင်လို့ခေါ်ပါတယ်အဲ့ဒီဖိုက်တာလေးအကြောင်းကိုကျွန်တော်တို့အတူတကွတော့ရောက်ပြီးကြည့်ရှုကြရအောင်သူကဘယ်လိုမျိုးဖိုက်တာမျိုးလဲမကြခင်ဘယ်နေရာကိုသူကဝင်လာပြီးရောက်ပြီးတော့ကစားသွားမှလဲ UFC လား One Championship လားဆိုတာကိုကျွန်တော်တို့ဒီနေ့အတူတူကဆွေးနွေးတော့မှာဖြစ်တယ်ဆွေးနွေးမတော့ခင်ထုံးစံအတိုင်းကျွန်တော်ရဲ့ YouTube channel ကို subscribe လုပ်တော့ပြီးမှမေးပါနဲ့ like comment share လည်းပေးပါဦးမမေးပါနဲ့လို့ကျွန်တော်အရင်ဦးဆုံးပြောချင်ပါတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော် Peter 2 YouTube channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Peter လို့ခေါ်ပါတယ် Okay ဒီကနေ့ကျွန်တော်တို့အတူတူကလူရင်းကိုကျွန်တော်တို့အရင်ဆုံးသွားကြရအောင်ဗညဆိုင်တာတဲ့ Chatri ကသူကထုတ်ပြောလာတာပေါ့နော် Chatri ကိုယ်တိုင် One Championship ရဲ့ဥက္ကဋ္ဌကြီး Chatri ကထုတ်ပြန်လာတဲ့စာသားလေးတစ်ခုဖြစ်တယ်ဗညဆိုင်တာတဲ့ One Championship ကိုတဲ့လာရောက်မယ်ဆိုရင်တဲ့သူက1-1တာနဲ့ကြိုးဆိုမယ်တဲ့ Thai One Championship မွေထိုင်းရဲ့ဥက္ကဋ္ဌChatri သူကပြောလာတာပေါ့နော်သူကိုယ်တိုင်လန်ခင်းပြီးတော့ဗညဆိုင်ရအတွက်သူကလန်ခင်းပေးလိုက်တာပေါ့နော် one ကိုလာရောက်ဖို့အတွက်သူက1-1တာနဲ့ကြိုးဆိုမယ်ဗညဆိုင်တာ1မှာလာရောက်ပြီးထိုးမယ်ဆိုရင်တဲ့သူကငွေကြီးတွေလည်းအမောက်အများကြီးပေးပြီးတော့ထိုးကြီးပေးကစားမယ်တဲ့ကပအစစ်မြမခွန်အားကိုအမိအယဆွဲခေါ်ဖို့ Chatri တယောက်မျက်စိအကြဆုံးမြန်မာဖိုက်တာထဲမှာတဲ့ပညာဆိုင်ပါတယ်ကြောစွာဝင်းပါတယ်ပြီးတော့နောက်တစ်ယောက်ကဘယ်သူလဲလို့ထင်တယ် UFC မှာကစားနေတဲ့ကျွန်တော်တို့ရဲ့ချင်းတိုင်းရင်သားလေး Joshua Wan ပဲဖြစ်တယ်ဒီ၃ယောက်ကိုသူကမျက်စိအကြဆုံးဖြစ်တယ်ကဘာကိုကြော်သွားစေတဲ့ဖိုက်တာထဲမှာတဲ့ဒီ၃ယောက်ကလုံးဝပါဝင်နေတယ် Chatri ကသူကိုယ်တိုင်ထုတ်ပြောလာပြီဗညဆိုင်တာတဲ့ One Championship ကိုရွေးချယ်ပြီးတော့ကစားမယ်ဆိုရင်ねထိုးကြီးညှောက်များစွာကိုသူတိုးပေးပြီးတော့ကစားခိုင်းမယ်။ဘာကြောင့်လဲ။ဒီဗညဆိုင်ကပေါ့နော်သူက One Championship ဖြစ်မလို့ UFC ဖြစ်မလို့ဖြစ်နေတဲ့အခါမှာ Chatri ကဒီလိုမျိုးလန်ခင်းပေးလိုက်တာ။တန်းပြီးတော့လန်ခင်းပေးလိုက်တယ်။ဗညဆိုင်အတွက်ဗညဆိုင်one ကိုလာချင်းတဲ့စိတ်ရှိအောင်ဒီကောင်ကလမ်းကြိုတင်ခင်းပေးလိုက်တာအဲကြောင့်ကျွန်တော်ညီကိုတွေရဲ့အမြင်မှာရောပညာဆိုင်ကိုoneမှာပေးလာချင်းတလားဒါမှမဟုတ် UFC မှာတွားကစားစီချင်းတလားဆိုတာကို comment ထဲမှာအနေငယ်လောက်ရေးလာခဲ့ပြပါလို့ကျွန်တော်ပြောချင်ပါတယ်ဒီကနေ့ကတော့ကျွန်တော်အကောက်ကနေကျွန်တော် sharing လုပ်တော့ချင်းတဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ video clip ကိုကြည့်တော့ကျွန်တော်ရဲ့မိတ်ဆွေညီကိုမမအရောက်တိုင်းကိုကြီးကြမ်းပါခြင်းကိုကြီးချမ်းသာခြင်းဝမ်းမြောက်ခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ video clip ကိုဒီမှာနဲ့ပဲအဆုံးသတ်လိုက်ပါတယ်ရောက်စတဲ့ကိုကျေးဇူးအများကြီးတင်ပါတယ်